အားလုံးတာလီစောပါကျွန်တော်နာမည်ကဇော်လုံးဖြစ်ပါတယ်ကျွန်တော်အခုပုံကျင်းမှုနေစိုက်ရှုစကန်တင်ရဝရမ်းကဖြစ်ပါတယ်ဒီစိုက်ရှုစကန်မှာကျွန်တော်တရကတဲ့စကားမောကတဲ့ဒီမောရတိကျွဲအမောကတဲ့လိုအင်းစဖိုင်လို့ကျွန်တော်ကဒီနေရာကိုကွန်ဆန်လာတာဖြစ်ပါတယ်ဒီပေတော့ပေပါကအတူဆန်ဒီလေးဒီစိုက်ရှုစကန်တဲ့ဒီမောရတိအဲကြောက်ဖို့တဲ့ဒီအမောကတဲ့အဲလောက်စားရှင်နေဖိုင်လို့ပေတော့ပေပါကဆန်ဒီဒီငိုလာပြခဲ့ပါပေါ့ကျွန်တော်နဲ့အတူလိုက်ခဲ့ရပါဟုတ်ပါတယ်ကျွန်တော်အင်းကိုတအောက်ပေးလိုက်ပါမောရဒီပဲဒါပဲဖိုက်ကြပါဗလေအင်းမီတောက်စုကြီးဒီပုံနေစီမှာမောရလေးဆိုကြကျွန်တော်မှနေကြမရှိဒီမှာလေးအဲ့လိုမရဒီမျိုးတီလေးပြရပါတယ်လူများအင်းဒီမှာဝန်အရာသမီးတို့စာဟကြလေးပြရပါတယ်မောရဒီပဲပေတော့ပြပါကဆန်ဒီဒီကိုတအောက်ပေးလို့ပြီးခဲ့အလူချန်ဒီထောက်ယူပြီးခဲ့ပါတဟောင်းပေါ်လုပ်ခဲ့ပါရီယိုမှာမွတ်အနေကဒီတဲ့ဒီဇာတ်လေးတစ်ခုပါလေအမိုးလေးမရပါဘူးလူကတည်းကစိတ်တယ်လို့ဘောစားလို့ရငါဘကူမှာအစွဲဖိနေရရင်လူမစားခဲ့ဖာဝီလေးအခါခေးမြေထမီလေးအခါခေးကိုစားလို့ရလည်းကောင်းပြီလူဒီမှာလို့နေရရင်လူလိုမှာစားဖို့နေရလေးမကအားအဝီစီအစွဲဖက်ခါလေးမလုံးနဲ့ကြီးလေးအလုံးနဲ့လေဖနာဖိုင်လို့ခါလေးဒီတော့အကျိုးလုံးနဲ့မလုံးနဲ့ခါလေးမကနေပြီးမှမိုးရလည်းကောင်းပြီအစွဲပဲလူဒီမှာလို့ရရင်ဆွဲစားဖို့နေရမရှိမိုးစားလာနဲ့ပဲတော့ခါစပြောခံရပြီလို့ခါပြီးရှိရင်စားဝေးလေးခါပြီးနေလို့ထပြီးလေးခါပြီးဒီလိုမှာရီယိုအရင်ဇာလောက်ကဒီလောက်ပါလေဒီလိုကဘုံလို့ကျမှနေခါကဒီလိုကမိုးထမှပြီးဖယ်လို့စားရင်တို့ကကြီးနဲ့တို့လို့စားရင်ဒီလိုကဒီမှာခါအခုလက်ရှိစိတ်ရစကမှာနေလာတာစိုက်ပြီးချလာတာဇာလောက်ကပါနနိုင်ရှိဖို့ရပြီလေနနိုင်ကတ်တက်ဘူးလာကဘောဘူးလို့ကြောဘုံတို့လို့6တို့လို့နေခါတော့နာဘူးလို့ရဘုမချာနေကြောရမကတနိုင်ဘယ်မို့စလည်းနေပဲရပြီလို့ဒီမှာလုံးဆယ်လေးမရှိစောရလေးပြီးစောဖို့တော့ဆိုလေးတို့ကတောက်လို့စောရပြီလို့မှမရှိမိတကယ်လို့စောဝီလေးမလို့နဲ့လို့စောခေါင်းလေးမလုံးနဲ့အကျိုးဝီလေးပဲဒီကတောက်လို့မလို့စောရရီယိုစိုက်ရှောဆောက်ရတာဇာလောက်ကပါပဲနိုင်ကြောပါနိုင်ကြောပါဟုတ်ပါနိုင်ကြောမှာတပိုင်ခင်းမြတင်းနဲ့ကုန်ကြော်လာပါလေခဲတဲ့တင်းနဲ့ဆိုလို့ကကျွန်တော်ပါကဒီတော့ကျင်းနေမှာပါမောပါလို့မမဒီအိမ်မနေရမူးလို့ရာလို့ဆွဲရတယ်မရမဆိုတော့အလူရှည်တိပါပြီလေးဆွဲရတယ်အလူရှည်တိကိုဘူးနဲ့အကြောင်းကလည်းအလူလေးကောမရမ်းနောက်ထပ်ဒါမိုးအတီတရာဒီလုံးကိုဖိုက်ကြောက်ဖို့တဲ့တပိုင်နဲ့တပိုင်ခင်းမြတင်းတပိုင်ခင်းမြတင်းကိုအဲ့ဒီပါလေအောက်ကျွန်တော်ပို့ပါအင်းလည်းအခက်ခဲလို့ပါဆိုတော့ခိုင်းနေမောပါတော့ငါလည်းအင်းပြီးတော့အော်မိုးယူပါကျွန်မအမင်းရဲ့အောင်တဲဒီမှာကိုစင်နဲ့ဖောင်းနေပြောင်းဟုတ်ပါဒီနေဖို့မလားလို့ဟိုမှာလူကမင်းပေါ်ပေါ်ထွက်ပါအမင်းကလည်းလာဖို့တောင်းရအကြောင်းကလည်းကောက်အခက်ခဲကိုအကြောင်းပဲရောက်တော့အော်လည်းမရှိမမအတီအော်လည်းအလူရှင်ကပြလာဖို့လို့လည်းကျွန်တော်ကဘူးနေနေတာဆိုတော့ပြတာအလူရှင်ပြမကျွန်တော်ကလည်းအင်းနဲ့ရနဲ့နေရပါဘူးမောကျွန်တော်အင်းနဲ့မနေရပါလောက်အဆင်နေပါဟုတ်ပါတနိုင်လုံးမိုးအတီပဲဖိုက်ကြောက်ဖို့တဲ့ဇာလောက်ကဒီလောက်ပါလေဇာလောက်ကဒီလောက်ဖို့စဉ်းစားတော့ပါလေအကြောင်းမှလုံးဖို့စောဖို့ဇာဒီကဇာပဲခင်းမြတင်းနဲ့ကုန်ပြီးရပါလေအကြောင်းလုံးဖို့လုံးမပါအကြောင်းလုံးလေးမလားတိုက်ပါလားအကြောင်းနည်းနည်းမတူမို့ပါတော့အိမ်မလိုကမုံတူလို့ပြီးလို့တလားမှာဒီဆာရှင်နဲ့တုံးပြီးတော့တုံးရှင်နဲ့ပြီးစေးလေးကိုအလူရှင်လိုမဲလို့အလူရှင်ဒီနဲ့အော်ကိုလို့ဆောရပါအခုလည်းမပြီးခင်ကျွန်တော်ငိုက်ပါဘူးအကြောင်းအလူလေးမခံတိုက်ပါအမှန်စကောပြပါအကြောင်းကလုံးစောဖို့လေးမတိုက်ပါအကြောင်းကိုလည်းကြည့်တယ်လုံးစောလေးမရပါတကိုင်းလို့အတွက်ကျွန်တော်မိတ်တိုင်လိုက်ခိုင်ပါအလူရှင်ကိုလေးဆဲလက်လူပြီးလိုက်ပါလို့အကြောင်းကတုံးစီပါဟုတ်ပါစိုက်ရှော့စကန်မှာအင်ခဲနာဂျွန်နင်းပေါ်လာစီနေပါလေအမောကဒီမလုံမလောက်ခိုင်းတဲ့ဒီမှာဒုညပါဒီကတော့တယ်လေဟုတ်ပါစိုက်ရှော့စကန်မှာအခက်အခဲမျိုးတွေနဲ့ကုန်ရဖိုင်လို့ကျွန်တော်ပေတော့ပေပါကအထူးဆန်ဒီစိုက်ရှော့စကန်ကိုမိုးအတီပဲအခက်အခဲတွေဖိုင်တဲ့ဒီကိုလူပြီးစီချင်ပါလေတိုက်တွန်းလေးနှုတ်စီချင်ပါလေကျွန်တော်အနေနဲ့